မြန်မာပြည်ကလွတ်တော်ဆိုတာခင်ဗျာလန့်ခေါ်လဲမကြအော်လဲမကြခွေးရိုက်တော့နဲ့လန့်ပစ်လဲမထိအဲ့လိုဖြစ်နေတာသူလွတ်တော်ဥက္ကဋ္ဌဝင်လာဖို့ဆိုတာလေခင်ဗျာကျိုင်းထမ်းတဲ့ကောင်ကရှိမှတကောင်ရည်သေးတယ်ဘာမှမသိအဲ့စောက်ဖို့တွေပေါ့မြန်မာလူမျိုးကစောက်ဖို့မတန်ကြိုက်တယ်စောက်လို့မလားစောက်ဖို့လို့မလားအဲ့စောက်ဖို့လို့မဆိုတော့ဘေးမှာထွက်တာနေစောက်လို့မဲ့ကောင်တွေလောက်ကြမယ်အဲ့လိုမျိုးကျွန်တော်တို့ကအဲ့လိုကောင်မျိုးတွေစောက်ဖို့တွေလုံးမဲ့ဆိုရင်ဘေးနာတော့ထွက်တာအဲ့ကျိုင်းကနစ်ဖင်နဲ့ထည့်ထားလိုက်စောက်ဖို့မလုံးနဲ့လွတ်တော်တခါလာတိုင်းကိုလို့ဥက္ကဋ္ဌမြင်မြင်တွတ်ရှောက်ပြီးတော့မြင်မြင်ဆွေးနွေးတာမှမဟုတ်တာခင်ဗျာစောက်ဖို့တွေလုံးနေတာခင်ဗျာကိုမျိုးနယ်ထဲမှာကြက်ချံဗျာကြက်ချံတချံပေါ့ပိုင်လို့ဖွင့်ထားတဲ့ကြက်ချံသူ့အဖေတွေကိုပိုင်လို့ဖွင့်ထားတဲ့ကြက်ချံအဲ့ချံကိုလွတ်တော်ကိုတည်းမနိုင်ဘူးကြက်ကြီးတွေနန်တော့အမရက်ကွက်ကမြို့နယ်ကမခံနိုင်ဘူးလမ်းတိုင်လွတ်တော်ကိုတည်းသူရှင်းပေးမယ်ဘယ်လိုရှင်းလဲတလားအဲ့လွတ်တော်ကြီးမှာအဲ့တိုင်စာကြီးကို तू အိမ်မှာတော်တော်ရေးထားတာ तू လည်းတော်တော်ရေးထားတာငငယ်တော့စာရေးစာကုန်းညံ့တယ်လေငငယ်တော့စာရေးစာကုန်းညံ့စာရေးစာကုန်းလိုပဲတေချာရေးမလားဗျာလွတ်တော်ကိုတည်းလာဖြစ်တယ်စာမရေးတဲ့အဲ့တော့မိန်ကုန်းကတော့ပြောမနေနဲ့ public speaking မရှိဘူးမသိဘူး they don't know how to speak public ကိုဘယ်လိုစကားပြောရမလဲမသိတဲ့ကောင်တွေဆိုတော့သင်မထားဘူးလေ scale ပေါ့အဲ့ဒါ scale မရှိဘူးအဲ့ဘာခေါ်လဲဒေါန်သန်းသူကြီးပြောတယ် capacity မရှိတာဟာဒေါန်သန်းသူကြီးပြောတဲ့ဟာ capacity မရှိတာအဲ့တော့ဟုတ်တယ်လေမရှိဘူးလေအဲ့တော့အဲ့ချက်ချီးနံတဲ့ကိစ္စကိုလွတ်တော်လာပြီးတော့သူ print out ထုတ်ပြီးတော့သူ့မေလင်ကိုသိမှာစာဖတ်ပြတယ်မျိုးဖတ်ပြတာအဲ့ကျမတို့မြို့နယ်တွင်ချက်ချီးများနံနေပါသဖြင့်လွတ်တော်ဥက္ကဋ္ဌပဲစင်ပြီးသူနှာခေါင်းပိတ်ပေးရတော့မယ်ကွာဒီအဲ့လိုစောက်ဘောတွေအများကြီးကိုလွတ်တော်အဲ့လိုရှောက်မှကျွန်တော်တွေ့ရတယ်ဘာတွေမှမသိဘူးကိုပြည့်စနာကိုပြောကျွန်တော်တို့ကြီးပါခြင်းတယ်ဗျာကျွန်တော်တို့ကြီးပါခြင်းတယ်ဗျာကျွန်တော်တို့မြို့နယ်မှာတော့အင်သားလေးလုံးနေတယ်ဗျာကျွန်တော်တို့မြို့နယ်ကဘာဖြစ်တယ်ဗျာအကိစ္စဘယ်လိုဗျာဘာအခက်ခဲတွေကိုဗျာဒီလိုလူလိုပြောပေါ့ကျွန်တော်ပြောလူလိုတွေးလူလိုစားလူလိုပြောလူလိုလုပ်အဲ့လိုစောက်ချိန်တွေကကုန်ပြီးတော့စောက်လို့တော်ရဲမှာအဲ့လိုဘာတွေမှမသိတဲ့စာလဲမစာရေးလာတော့လေလူနာမလဲအောင်ရေးတယ်လူနာမလဲအောင်ရေးတဲ့ဟာသားတွေကို print out ထုတ်ပြီးတော့ဟိုအဝေးရလူမိုက်ခရိုဖုန်းနဲ့လှမ်းဖတ်ပြတယ်ဟာ Britain လွတ်တော်သွားကြည့်ပါအောင်ကျင်းလေးဝင်းကြီးကျုံနဲ့ဒီလိုလက်ညှိုးထိုးပြီးတော့ဆဲနေတာဝင်းကြီးကျုံကလည်းမရဘူးပြန်ဆဲတယ်ဆိုတော့ဗျာစကလုံးတွေတော့မကြမ်းဘူးဗျာဒါမဲ့ရောက်တာကြီးရောက်ငါဝင်းကြီးရောက်ဘာဖြစ်တယ်ဗျာအောက်ကောင်းနေရီးတာပဲလွတ်တော်မှာရီးနေတာအဲ့လိုဖြုတ်တယ်ဝင်းကြီးကျုံကတုံသွေးနဲ့စားမရှိလုံးလို့မရဟိုမှာ Boris Johnson ကိုဝိုင်းဖြုတ်တာပဲကြည့်ပါလွတ်တော်မှာဝိုင်းဟားတာလက်ညှိုးကြီးထိုးပြီးတော့ဟာဒီကောင်လည်းဒေါသကြီးထွက်တယ်ဘာလဲဥက္ကဋ္ဌစဉ်းစားကြည့်ဘာညာကျွန်တော်ကဘလို့ဘာညာဟိုနေပေါ်တင်ကြီးလားဘယ်သူမှစောက်အထာမထားဘူးစောက်အားမထားဘူးဝင်းကြီးကျုပ်ဆိုပြီးဘယ်ကောင်းမှသွားပြီးဘောမှမနေဘူး opposition ကလည်း opposition လှုပ်တယ်အားလုံးကကိုစောက်လို့ကိုလှုပ်တယ်ပြောချင်တာဟဲ့ကိုစောက်လို့ကိုလှုပ်တယ်ဟုတ်လားကိုစောက်လို့ကိုလှုပ်တဲ့ကောင်တွေကဒူးတိုက်ပြီးတော့ကျင်းလေးမှာလွတ်တော်အခန်းကျင်းလေးမှာတိုင်းရေးပြည် Britain နိုင်ငံကြီးရဲ့အရေးကိုသပွဲကျင်းလေးနဲ့အခန်းကျင်းလေးမှာဆွေးနွေးတာစောက်ပေါ်တွေမလုပ်ဘူးစောက်ချိုင်းကိုဖိနေထည့်ထားလိုက်လားလွတ်တော်ကဖိနေကိုထည့်ထားလိုက်လီးနိုင်ငံအဲ့ဒါလီးနိုင်ငံဆိုအဲ့ဒါဖြစ်တာစောက်ပေါ်တွေကိုပဲလုပ်တယ်အများနဲ့စောက်ပေါ်တွေပဲလုပ်တယ်စောက်ကြီးတဲ့ခန်းတောင်လုပ်တယ်လွတ်တော်ကြီးတွေခမရလဲဘောလုံးဘက်ကန်လို့ဗျာဘာလုပ်မလို့လဲအဲ့ဒါဘာလုပ်နေမဲ့ကြီးတော့လုပ်မလို့လားအဲ့စောက်ကျင်ရအခု NUG မှာလည်းပါတယ်အဲ့ဒါဘာကျူရှင်စရာစောက်ကျင်ခေါ်တယ်ကျူရှင်စရာစောက်ကျင်အတန်းထဲမှာလူများလာလို့ကျင်တာ Zoom meeting လုပ်ရင်လူ180 200ထည့်ပြီးလုပ်တယ်အဲ့ဒါတိုင်းရေးပြည်တွေကိုတော်ရန်ရေးကိုခေါင်းဆောင်နေတာတဲ့အစိုးရကလေလိုင်းနဲ့အစိုးရလုပ်နေတာအစောက်ပေါ်တွေတို့ Zoom meeting ကိုလူ100 200နဲ့အဲ့ဘယ်စောက်ဖြေရထွက်မှာလဲစောက်ရည်ချင်းတွေကလည်းရှိတာမဟုတ်ဘူးအဲ့မှာအမနဲ့အထာထားနေရတယ်မပြောချင်ပါဘူးတိမပြောဘူးဘာလို့ဆိုဝင်ကြီးမလို့မပြောအဲ့လိုစောက်ကြောက်တွေနဲ့အဲ့လိုဗျာမသနာနာဝဒနာဘသိသိ NLD အဲ့ဒါပဲကျိုးနေစနစ်တွေနဲ့ဆက် run နေတာဘာလို့သူတို့ကလည်းအဲ့လိုပဲလုပ်နေတာသူတို့လည်းတခါမှတခြားတိုင်းပြည်တွေက government တွေဘယ်လို run လဲမလေ့လာဘူးမသိဘူးတိတော့လေပေါ်ရန်လောက်သိတယ်အစအောင်လောက်သွားကြည့်တာတကယ်ဘလို့အနှစ်သာရပိုင်းပေါ့မြန်မာပြည်မှာပြဿနာအဲ့ဒါအနှစ်သာရပိုင်းတွေကိုဦးစားမပေးဘဲနဲ့အကာပိုင်းတွေကိုဦးစားပေးခဲ့ကြတာဟုတ်လားအကာပိုင်းတွေကိုဦးစားပေးခဲ့ကြတာ